အားလုံးပဲမင်္ဂလာပါရှင်မြမစာပေ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့မှာအားလုံးကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အာရှရဲ့အသေးငယ်ဆုံးကျွန်းစုနိုင်ငံဖြစ်တဲ့မော်လ်ဒီသမ္မတနိုင်ငံရဲ့မြို့တော်မာလီရဲ့အကြောင်းကိုအားလုံးအတွက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ channel လေးကို subscribe လေးမလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်တော့ပေးဖို့မမေ့ပါနဲ့နော်ဒါဆိုရင်တော့အစီအစဉ်လေးကိုစတင်လိုက်ရအောင်ပါရှင်မြို့တော်မာလီဟာမော်လ်ဒီကျွန်းစုသမ္မတနိုင်ငံရဲ့မြို့တော်ဖြစ်ပြီးအကြီးဆုံးမြို့လည်းဖြစ်ပါတယ်။အိန္ဒိယသမုဒ္ဒရာအတွင်းမှာတည်ရှိနေတာဖြစ်ပြီးမြို့တော်မာလီနဲ့အနီးဆုံးအခြားနိုင်ငံရဲ့မြို့တော်ကတော့389မိုင်ခန့်အကွာမှာတည်ရှိနေတဲ့အိန္ဒိယတောင်ပိုင်းကခိုလန်မြို့ဖြစ်ပါတယ်။မြို့တော်မာလီဟာအိန္ဒိယအကျယ်ဝန်းအားဖြင့်4.3 စတုရန်းမိုင်ခန့်သာကျယ်ဝန်းပေမဲ့နေထိုင်သူလူဦးရေ2သိန်းကျော်ခန့်နေထိုင်လျက်ရှိတာကြောင့်ကမ္ဘာပေါ်ကလူဦးရေအသိသေးဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။မော်လ်ဒီသမ္မတနိုင်ငံဟာကျုံးနေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တာကြောင့်မြို့တော်မာလီရဲ့နယ်နိမိတ်အတွင်းမှာပင်မာလီဗဟိုကျွန်းနဲ့လေဆိပ်ကျွန်းတွေအပြင်အခြားကျွန်းငယ်၄ခုလည်းပါဝင်နေပါတယ်။မြို့တော်ဟာပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ10ပေခန့်မှသာတည်ရှိနေတာဖြစ်ပြီးပြန့်ပြူးတဲ့မြေမျက်နှာသွင်ပြင်ကိုပိုင်ဆိုင်ထားပါတယ်။1888ခုနှစ်မှာမြို့တော်မာလီရဲ့လူဦးရေဟာ2000ဝန်းကျင်ခန့်သာရှိခဲ့ပေမဲ့1990ခုမှာတော့3000ဝန်းကျင်အထိရှိလာခဲ့ပြီး1930ဝန်းကျင်ကလေးကဗန်စီယုံနဲ့ကျောင်းစာရာတွေကိုတိစောက်ခဲ့ကြပြီးလမ်းပန်းဆက်သွယ်ရေးကိုလည်းတိုးချဲ့ဖောက်လုပ်နေခဲ့ကြပြီဖြစ်တယ်လို့သိရပါတယ်။နိုင်ငံရဲ့အခြားကျွန်းမှာနေထိုင်သူတွေဟာကျန်းမာရေးပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်မြို့တော်မာလီကိုရွှေ့ပြောင်းရောက်ရှိလာခဲ့ရတာနဲ့မြို့တော်မာလီရဲ့လူဦးရေဟာများစွာတိုးတက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြို့တော်မာလီမှာနေထိုင်သူအားလုံးဒီပါကမော်လ်ဒီရဲ့ကျွန်းသူကျွန်းသားတွေဖြစ်ကြပြီးအခြားလူမျိုးအနေငယ်သာနေထိုင်လျက်ရှိပါတယ်။မြို့တော်မာလီဟာသမုဒ္ဒရာအတွင်းမှာတည်ရှိနေတဲ့ရေပေါ်မြို့လို့ဆိုပေမဲ့နိုင်ငံရဲ့စီးပွားရေးနဲ့ရေကြေးမှုဆိုင်ရာအကြီးအကျယ်အခြားမျိုးဖြစ်ပြီးစီးပွားရေးအလွန်ကောင်းမွန်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ကမ္ဘာလက်ခီးသွွားလုပ်ငန်းဟာနိုင်ငံရဲ့အကြီးအစီးပွားရေးလုပ်ငန်းဖြစ်တယ်လို့ငါးဖမ်းလုပ်ငန်းဟာလည်းနိုင်ငံရဲ့အရေးပါတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။မြို့တော်မာလီမှာတော့စိတ်ကမ်းတစ်ခုရှိနေပြီးမြို့ရဲ့အရှေ့ဘက်မှာတည်ရှိနေတဲ့မာလီစိတ်ကမ်းသို့မဟုတ်အရှေ့စိတ်ကမ်းနဲ့မြို့ရဲ့အနောက်ဘက်မှာတည်ရှိနေတဲ့အနောက်စိတ်ကမ်းတို့ဖြစ်ပါတယ်။အရှေ့စိတ်ကမ်းကတော့အကြီးဆုံးနဲ့နိုင်ငံရဲ့စီးပွားရေးအတွက်အဓိကစိတ်ကမ်းဖြစ်ပြီးကုန်သွယ်ရေးလုပ်ငန်းတွေအတွက်အသုံးပြုပြီးအနောက်စိတ်ကမ်းကတော့ငါးဖမ်းလုပ်ငန်းတွေနဲ့ခရီးသွားလုပ်ငန်းတွေအတွက်အရေးပါတဲ့စိတ်ကမ်းတစ်ခုဖြစ်ပါတယ်။မြို့တော်မာလီတစ်ခုလုံးမှာတော့မြင့်မားတဲ့အဆောက်အုံများစွာကိုဆောက်လုပ်ထားပြီးမြို့ပတ်ပတ်လည်ကိုတော့ပင်လယ်ရေအတားအဆီးဖြစ်တဲ့စီဝေါတွေနဲ့ကာရံထားပါတယ်။ဒါကြောင့်2004ခုနှစ်မှာဖြစ်ခဲ့တဲ့အိန္ဒိယသမုဒ္ဒရာငလျင်ဒဏ်နဲ့ဆူနာမီမှာတစ်မြို့လုံးနီးပါးရေလွှမ်းခံခဲ့ရပေမဲ့ပျက်စီးဆုံးရှုံးမှုတွေနေခဲ့တာလည်းဖြစ်ပါတယ်။သမုဒ္ဒရာရေပြင်ရဲ့အထက်အမြင့်ပေ10ပေခန့်မှသာတည်ရှိနေတာကြောင့်မိုးများတဲ့အခါတွေမှာတော့မြို့ရဲ့လမ်းတွေဟာရေမြုပ်နေလေရှိပါတယ်။မြို့တော်မာလီမှာအများပြည်သူသွားလာရေးအတွက်ဘတ်စကားလိုင်းတွေများစွာရှိသလိုတက်စီမော်တော်ဆိုင်ကယ်နဲ့စကူတာတွေအပြင်ကျုံးတွေကိုလက်ပတ်ကြည့်ရှုဖို့အတွက်ရေရင်ပြန်တွေနဲ့အမြန်ရေရင်တွေလည်းများစွာရှိနေပါတယ်။ကျုံမျိုးဖြစ်တာကြောင့်လေနဲ့တင်မောများစွာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။လေကြောင်းအတွက်ကတော့ဟူလူလေကျုံးမှာတည်ရှိနေတဲ့ဘယ်လာနာနိုင်ငံတကာလေဆိပ်ရှိနေပါတယ်။ဒီလေဆိပ်ကြီးကိုတော့1980ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။နိုင်ငံကျွင်းမှာတက္ကသိုလ်နဲ့ကောလိပ်ပေါင်း15ခုထက်မနည်းရှိပြီးမြို့တော်မာလီမှာတော့နိုင်ငံရဲ့အထင်ရှားဆုံးတက္ကသိုလ်ဖြစ်တဲ့မော်လ်ဒီအမျိုးသားတက္ကသိုလ်အပါအဝင်တက္ကသိုလ်နဲ့ကောလိပ်5ခုအထိရှိပါတယ်။မော်လ်ဒီနိုင်ငံဟာခွေးတွေကိုတားမြစ်ထားတဲ့နိုင်ငံဖြစ်တာကြောင့်မြို့တော်မာလီမှာလည်းခွေးတွေကိုတွေ့မြင်ရမှာတော့မဟုတ်ပါဘူး။နိုင်ငံတွင်ခွေးမွေးတာကိုတားမြစ်ထားတာဖြစ်ပေမဲ့ခရီးသည်တွေမှာခွေးတွေပါလာခဲ့ရင်တော့တည်တဲ့နေရာတွေမှာထားရှိနိုင်ပြီးအများပြည်သူသွားလာတဲ့နေရာတွေမှာတော့သွားလာခွင့်မပြုဘူးလို့သိရပါတယ်။အရက်ဒေသတောက်တုံခြင်းကိုလည်းတားမြစ်ထားပြီးခရီးသည်အပန်းဖြေကျုံတွေမှာတော့လောလတ်စွာတောက်တုံနိုင်ပါတယ်။မြို့တော်မာလီရဲ့ခရီးသွားတွေတွားရောက်လေပတ်လေးရှိတဲ့ထင်ရှားတဲ့နေရာတွေကတော့အမျိုးသားပြတိုင်းနိုင်ငံရဲ့အစောဆုံးပတ်လေးဟိုရိုကူမစ်ကေပတ်လေးဟက်လက်မာလီကျွန်းမူလီယာနန်းတော်မာလီငါးစီကြီးဆူနာမီအထိမ်းအမှတ်ကြောက်တိုင်စတဲ့နေရာတွေဖြစ်ပြီးအခြားထင်ရှားတဲ့နေရာတွေလည်းများစွာရှိနေပါသေးတယ်။ဒါဆိုရင်တော့အိန္ဒိယသမုဒ္ဒရာအတွင်းမှာတည်ရှိနေတဲ့ရေပေါ်မြို့သို့မဟုတ်မော်လ်ဒီကျွန်းစုသမ္မတနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့မြို့တော်မာလီရဲ့အကြောင်းကိုသိရသလားအားလုံးကိုပြန်လည်မျှဝေပေးလိုက်ပါရရှင်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားပါဦးမယ်။ကြည့်ရှုနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။